အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာပါဒီနေ့မှတော့ကလေးရဲ့ hero ကိုလုပ်ပြီးတော့မှဖြစ်ပါတယ်ကဲဒါဆိုစလိုက်အောင်ကလေးရဲ့ pass ရတော့ skill တစ်ခုတော့ရတဲ့ရေတစ်ခုပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီရဲ့အထဲမှာ skill သုံးရမယ်ဆိုရင်တော့ basic attack ကို3ခါသုံးလို့ရမှာဖြစ်ပါတယ်ပထမတစ်ချက် basic attack လွှဲကျသွားပြီး enemy ကိုသုံးလိုက်မယ်ဆိုရင်တော့အဲ့ enemy ကိုပြေးထိုးမှာဖြစ်ပါတယ်ဒုတိယအချက်တော့ basic attack နဲ့အမြန်ထိုးပြီး clear ရောအနားမှာရှိတဲ့ hero တကောင်က HP ပြတ်ပေးမှာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့လွှဲကျပြီး enemy ကိုသုံးလိုက်မယ်ဆိုရင်တော့အဲ့ enemy ကိုအမီးနဲ့ရိုက်ချလိုက်ပြီးရေလေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်ဒါအပြင် basic attack အပေါ် attack speed effect တက်ရောက်မှုမရှိပါဘူးမတိ clear ကို attack speed item နဲ့ကစားတာဆိုတော့ skill ရတော့မြေကြီးကိုထူးချလိုက်ပြီးထိမိတဲ့ enemy ကို 1.5 စက္ကန့်ကြာ movement speed 40ပါတဲ့ short လက်ပြင်ရေခဲတစ်ခုပေါ်လာမှာဖြစ်ပါတယ် skill 2ကတော့ချိန်ထားတဲ့နေရာကို blink ခုံလာမှာဖြစ်ပါတယ် enemy hero နဲ့ထိမိတော့အဲ့ enemy ကို 3.6 စက္ကန့်ကြာကြိုက်ပေါက်ပြီးရေတစ်ခုပေါ်လာမှာဖြစ်ပါတယ် skill 2ရဲ့နိုင်ရန်ကိုတိုက်မိတာဒါမှမဟုတ်ရေရဲ့အစောရောက်သွားမယ်ဆိုရင်တော့ level ပြန်သွားပြီး skill 2ထပ်သုံးမယ်ဆိုရင်တော့ချိန်ထားတဲ့နေရာကိုခုံချလိုက်ပြီးထိမိတဲ့ enemy ကို 3.6 စက္ကန့်ကြာ elbow တင်လိုက်ပြီးရေလေးတစ်ခုပေါ်လာမှာဖြစ်ပါတယ် ultimate ကတော့ enemy hero တကောင်ကိုဖမ်းပြီး level ပြန်တက်သွားပြီးခဏကြာနဲ့အောက်ကိုပစ်ချလိုက်ပြီးရေလေးတစ်ခုပေါ်လာမှာဖြစ်ပါတယ် ultimate သုံးတဲ့ချေခောက်ခုတို့ immune ရတဲ့အပြင် joystick လည်းတိုးလို့ရမှာဖြစ်ပါတယ် skill တွေကြောင့်ပြောပြီးဆိုတော့ ထစ်အထွေးစီကိုသွားလိုက်အောင် clear ရဲ့ basic attack ကအနားမှာ enemy ချိမနေတော့ဒီတဲ့ play ကြီးတိုးပြီးပြန်ရအောင်လုပ်လို့ရပါတယ် skill 1ရဲ့ခိုတော့3စက္ကန့်ပဲရှိတာကြောင့်မလို့ gate ဆောက်မှာယူသင့်ပါတယ် skill 2နဲ့ enemy ကိုဖမ်းပြီး flicker တိုးလို့ရတယ်လို့ level ပြန်နေချေ flicker တိုးပြီး spray ဖမ်းလို့ရပါတယ်ဒါပြ ultimate ကို flicker တိုးပြီး spray ဖမ်းလို့ရပါတယ် ultimate ရဲ့ cloud ခုတို့အမျိုးသား suspension မဟုတ်တာကြောင့်မလို့ cloud ခုတို့ immune skill တွေနဲ့ဖျက်လို့ရပါတယ်ထည့်ထွင်းကြောင့်ပြောပြီးဆိုတော့ item နဲ့ adversity ဆက်သွားလိုက်အောင် item တော့ဒီ item နဲ့ကစားတာပိုကောင်းပါတယ် event တော့ဒီ event နဲ့ကစားတာပိုကောင်းပါတယ် battle spell တော့ flicker နဲ့ကစားတာအကောင်းဆုံးပါပဲကဲဒီဗီဒီယိုလေးကဒီလောက်ပါပဲကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြပြန်တွေ့ကြမယ်ကောင်းသောနေ့လေးပဲဆန်နိုင်ကြပါစေ Go. Nada lana say to day, Luga say no low my gay, the nilo Larry Bay, Lurin, Lady say, Naga min, tell me, dreaming me there.